အမေအဖေကိုပြောပြပါဦးအဖေသမီးကိုဘာလို့ခုလိုလုပ်နေရတာလဲသမီးကိုဒီတစ်ပင်မှာဘာလို့ကျိုးနေချင်နေတာလဲအမေကလည်းအဖေကိုဘာမှမပြောတော့ဘူးလားအဖေကိုတားပေးပါဦးအဖေဘာလို့ဒီလိုတွေလုပ်နေတာလဲအဖေကိုခွင့်လွှတ်ပါသမီးရဲ့ခွင့်လွှတ်ပါအဖေဓာတ်တွေအားလုံးကိုမလုပ်ချင်ပါဘူးမတက်တာလို့သာလုပ်နေရတာပါကဲသွားကြဆိုရီဒီကနေအမြန်သွားကြရအောင်မိခင်ဖြစ်သူရီရဲ့မျက်လုံးထဲမှာလည်းမျက်ရည်တွေတသွင်းသွင်းစီးကျနေခဲ့ပါတယ်မလိုလားအဖေနဲ့သူမရဲ့သမီးလေးကိုဒီလိုအခြေအနေမျိုးမှာထားခဲ့ရတော့မှာပါရီငါပြောနေတယ်လေသွားစို့သွားစို့ကဲဒီကနေအမြန်သွားကြမယ်ရီဟာငိုယိုရင်းနဲ့ပဲဦးလာမောင်နဲ့တူအိမ်ကိုပြန်လာခဲ့ပါတော့တယ်နီနီကတော့တယောက်တည်းကြံခဲ့ရပြီးတော့ဝမ်းပန်းတနေ့ကိုငိုကြွေးနေပါတော့တယ်ငါရဲ့ကံကြမ္မာမှာဘာတွေရေးထားမှမသိတော့ပါဘူးဖျားသခင်ကငါ့ကိုရုပ်ဆိုးအောင်ဖန်တီးခဲ့တယ်ဒီနေ့ကျတော့လေငါရဲ့မိဘအရင်နေရတာငါ့ကိုထားသွားခဲ့ကြပြီငါမှဘာပြစ်ရှိလို့လဲငါမိဘတွေကငါ့ကိုဒီတောထဲမှာဘာလို့ထားခဲ့ရတာလဲသူတို့လည်းငါရဲ့အသားမဲမဲကိုစိတ်ပြက်နေကြလို့ထင်ပါရဲ့နီနီဟာတရှုံရှုံနဲ့ငိုကြွေးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအနာအတစ်ကိုင်းပေါ်မှာချစ်စရာကောင်းတဲ့ငှက်ကလေးတစ်ကောင်ထိုင်ကြည့်နေခဲ့တာပေါ့ခဏနေတော့အဲ့ဒီငှက်ကလေးကနီနီစီကိုပြန်တန်းလာခဲ့ပါတယ်နီနီနေကောင်းရဲ့လားယင်မင်းဘယ်လိုလုပ်ပြီးဒီနေရာကိုရောက်နေတာလဲဟင်မင်းငါ့ကိုမှတ်မိနေတာလားငှက်ကလေးရဲ့ဒါပေါ့ငါမင်းကိုဘာလို့မမှတ်မိပဲနေမလဲအဲ့ဒီနေ့ကမင်းကြောင့်သာငါအသက်ကိုမိုးဆိုးလက်ကနေကယ်နိုင်ခဲ့တာလေမင်းသာမရှိရင်ငါအဖြစ်ကဘာဖြစ်သွားမလဲတော့မသိဘူး။အော်ငါဘာမှမလုပ်ခဲ့ပါဘူးချစ်စရာငှက်ကလေးရဲ့ငါမင်းကိုကယ်တင်ဖို့အတွက်ဂျားကန်လူတယောက်ဖြစ်သွားရုံပါပဲ။ဖျားသခင်ကသာမင်းကိုကယ်ပေးခဲ့တာပါ။ဒါပေမဲ့ဖျားသခင်ကငါ့ပေါ်မှာတော့ဘာလို့တနာညာတာမှမရှိတာလဲဆိုတာငါနားမလဲတော့ဘူး။ငါကြမှာဘာလို့အမြဲတမ်းခုလိုတွေဖြစ်နေရတာလဲ။ကြည်စမ်းမအောင်ငါမိဘတွေကငါ့ကိုဒီတစ်ပင်မှာချီထားခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတာလည်းမသိရဘူး။အရင်ကခုလိုမျိုးတစ်ခါမှမလုပ်ဘူး။သူတို့နှစ်ယောက်လုံးကငါ့ကိုတိတ်ချစ်ကြတာ။ရုတ်တရက်ကြီးသူတို့ဘာဖြစ်သွားမှန်းမသိဘဲနဲ့ငါ့ကိုဒီလိုအခြေအနေမျိုးနဲ့ထားခဲ့ကြတယ်။ကဲအခုစကားပြောနေဖို့အချိန်မရှိတော့ဘူးနီနီ။ငါဒီကနေမြန်မြန်ထွက်သွားရမယ်။ဘာလို့လဲ။ဘာဖြစ်လို့လဲယင်။ငါဒီကနေမြန်မြန်ထွက်သွားရမယ်။မင်းလည်းဒီကနေငါနဲ့အတူလိုက်ခဲ့ပါ။မင်းရဲ့အသက်အန္တရာယ်ရှိနေပြီ။ဒီမှာကြာနေဖို့မကောင်းဘူး။ငှက်ကလေးကသူ့ရဲ့နှုတ်သေးလေးတွေနဲ့နီနီရဲ့ခြေထားတဲ့ကြိုးတွေကိုကိုက်ဖြတ်ပေးလိုက်တယ်။ကဲဒီတော့တွေကနေမြန်မြန်ထွက်ကြရအောင်ဒီတော့ထဲမှာမင်းတို့အန်ဒီရရှိတယ်ဘလို့အန်ဒီရလဲဒီတော့ထဲမှာအန်ဒီရရှိတယ်ဆိုရင်ငါမိဘတွေကငါ့ကိုထားခဲ့ပါမလားကဲပါမင်းဒါတွေအားလုံးကိုတနေ့တော့သိရမှာပါအခုတော့ဒီကနေမြန်မြန်ထွက်သွားကြရအောင်ငှက်ကလေးကနီနီကိုခေါ်ပြီးတော့အဲ့ဒီတောအုပ်ထဲကနေထွက်လာခဲ့တယ်နောက်ထပ်တောအုပ်တစ်ခုတည်းကိုရောက်သွားခဲ့တာပေါ့အခုဆိုရင်တော့မင်းဒီမှာဘေးကင်းပါပြီဒါတွေအားလုံးကငါတယောက်တည်းမှာပဲဘာလို့ဖြစ်နေရတာလဲယင်ငါမိဘတွေကငါ့ကိုတောထဲအတစ်ပင်မှာခြေထားခဲ့တယ်။ထပ်ပြီးတော့မင်းကငါ့ကိုဒီနောက်ထပ်တောအုပ်ထဲကိုခေါ်လာပြန်ပြီ။နီနီရဲ့မင်းစိတ်မပူပါနဲ့။မကြခင်မှာအားလုံးကိုနားလည်သွားမှာပါ။မဟုတ်ဘူး။ငါဘာမှနားမလည်ချင်တော့ဘူး။ဖြစ်ပြနေတာတွေအားလုံးကတိတ်ကိုထူဆန်းနေ။ငါရဲ့အဖေနဲ့မေကိုလည်းတိတ်တရိရနေပြီ။မငိုပါနဲ့နီနီရဲ့အားလုံးအဆင်ပြေသွားမှာပါ။မင်းရဲ့စိတ်ကိုရှည်ရှည်လေးသာထားပါ။ကိုလာမောင်ကြီးထမင်းစားကြရအောင်။မစားတော့ပါဘူးရီရီရဲ့မင်းမဲစားလိုက်ပါငါဖိုက်မစားဘူးရှင်နီနီကိုတိတ်တရိရနေမှကျမသိပါတယ်ဒါပေမဲ့ကျမတို့လည်းဘာတက်နိုင်မှာလဲကျမတို့မှလည်းမတက်တာလို့သာလုပ်ခဲ့ရတာလေတကယ်လို့ကျမတို့သူ့ကိုတောထဲမှာထားမခဲ့ဘူးဆိုရင်အဲ့ဒီမိန်းမကကျမတို့ကလေးကိုအပြီးခေါ်သွားတော့မှာဒီနေ့တညပဲထားရမှာပါမနေ့ပြန်မနေ့ကျရင်သမီးလေးကိုအဲ့ဒီတောထဲကနေသွားခေါ်ကြမယ်လေအေးပါရီရဲ့မင်းပြောတာလည်းမှန်ပါတယ်ငါတို့လုပ်ခဲ့တာငါတို့ကလေးရဲ့အသက်ကိုကယ်ဖို့အတွက်ပဲလေဒီနေ့ညတညကိုတော့ဘယ်လိုပဲဖြစ်ဖြစ်ငါတို့သမီးလေးဖျက်ကျော်နိုင်ပါစေငါတို့ရဲ့နီနီလေးကိုအဲ့ဒီတောထဲမှာဘေးကင်းကင်းနဲ့ပြန်တွေ့ပါစေလို့ပဲဖျားစီမှာဆုတောင်းပါတယ်သမီးလေးနီနီကိုဘေးကင်းကင်းနဲ့ပြန်တွေ့မှာပါရှင်ရှင်စိတ်မပူပါနဲ့ရီရီနဲ့ကိုလာမောင်တို့စကားပြောနေတော့မှပဲတကားကိုအတင်းလာထူတဲ့အတန်းကြီးထွက်ပေါ်လာပါတယ်ဟိုမိန်းမရောက်လာပြီတဲ့နဲ့အခုဘယ်လိုလုပ်ကြမလဲတကားမဖွင့်နဲ့ရီတကားကိုမဖွင့်လိုက်နဲ့ကျမတို့တကားဖွင့်မပေးဘူးဆိုရင် तू အရန်စိတ်တူသွားလိမ့်မယ်။စိတ်တူပြီးတခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ။တကားဖွင့်အောင်ကိုလာမကျမရောက်နေတယ်။တကားဖွင့်ပေးပါအောင်။တကားဖွင့်မပေးရင်တော့ကျမရှင်တို့ရင်ကိုဖျက်ဆီးပြစ်မယ်နော်။ကာလီကဖွင့်မပေးတဲ့တကားကိုအတင်းထိုးနေနေပါတော့တယ်။ကိုလာမနောက်ဆုံးမှာတော့တကားကိုဖွင့်ပေးလိုက်ရတာပေါ့။မင်းဘာလို့ငါတို့အမြဲတမ်းဒုက္ခပေးနေတာလဲ။မင်းငါတို့နောက်ကိုဘာလို့အမြဲတမ်းလိုက်နေတာလဲ။ဘာဒုက္ခပေးချင်တာလဲ
ငါနင်တို့လှုပ်ပေးမှာပါမကြခင်နင်တို့နောက်လိုက်တာကိုလည်းရပ်ပေးမယ်ငါ့ကိုနင်းနီကိုသာထုတ်ပေးစမ်းပါနင်းနီအိမ်မှာမရှိဘူးဘာဒါဆိုနင်းနီဘက်မှာလဲဒီနေ့ငါနင်းနီကိုလာခေါ်မဲဆိုတာနင်သိတယ်မဟုတ်လားသိရနဲ့နင်ဘယ်ကိုပို့လိုက်တာလဲဟာငါနင်းနီကိုဘယ်ကိုပို့ရမှာလဲအဲ့ဒီအသားမဲမဲရုပ်ဆိုးဆိုးကောင်မလေးကိုငါတို့ကြည့်လို့မရဘူးဆိုတာနင်လည်းသိတာပဲလုံးဝကိုကြည့်လို့မရတာအဲ့ဒါအောင်မြန်ငါတို့ကသူ့ကိုတနေရာပို့ရမှာလေလားအဲ့အသားမဲမဲကောင်မလေးကြောင့်ငါတို့အားလုံးစီကနေကဲ့ရတာခံနေရတာဟုတ်တယ်ဘာမှအသုံးမကျတဲ့သူဟုတ်တယ်ကျမယောက်ျားပြောတာမှန်တယ်သူမနဲ့ကလေးကဘာမှသွားသိနေလဲမသိဘူးကျမတို့လည်းဘာမှမသိရဘူးကာလီယာဒေါသတကြီးနဲ့အဲ့ဒီနေရာကနေထွက်သွားခဲ့တယ်ကန်ကောင်းသွားတာပဲသူထွက်သွားပြီရီအဲ့ဒီမိန်းမတိတ်ကိုကြောက်ဖို့ကောင်းပြီးတော့ပါနဲ့တယ်နော်သူဒီရွာကနေဒီလောက်လွယ်လွယ်နဲ့ထွက်သွားမှာမဟုတ်ဘူးမင်းအပြင်ထွက်ကြည့်စမ်းပါဦးသူအပြင်မှာပဲရှိနေအောင်မသေးကြတယ်သွားကြည့်အောင်ဟုတ်တယ်ရှင်ပြောတာမှန်တယ်သူအပြင်မှာထိုင်နေတော့မယ်အခုငါတို့ဘာဆက်လုပ်ကြမလဲဘာဖြစ်လို့ဒီမိန်းမကနင်းနီနောက်ကိုပဲတကောက်ကောက်လိုက်နေရတာလဲမသိတော့ပါဘူးကွာသူကလည်းငါတို့ကိုဘာမှမပြောဘူးငါတို့ကလည်းဘယ်ကနေဘာမှစုံစမ်းလို့မရဘူးဒါပေမဲ့ရီဒီမိန်းမကငါတို့ရဲ့နင်းနီကိုလိုချင်နေတဲ့နောက်ွယ်မှာလျှော့ချက်တစ်ခုခုတော့ရှိရမယ်ဟုတ်တယ်ငငယ်လေးတွေကဒီမိန်းမကကျမတို့သမီးလေးနားမှာအရေးလိုကတ်နေခဲ့တာသူ့ရဲ့စိတ်ဓာတ်ကကျမတို့သမီးလေးအပေါ်မကောင်းဘူးဆိုတာဒါကျမတို့သိခဲ့ရင်ဒီမိန်းမကိုဒီလောက်အခွင့်အရေးပေးခဲ့မှာမဟုတ်ဘူးချစ်စရာကောင်းတဲ့ငယ်ကလေးရဲ့ငါ့ကိုငါ့ရဲ့အိမ်ကိုပြန်ပို့ပေးပါဘာလို့လဲမသိဘူးငါ့ရဲ့မိဘတွေတဲ့အိတ်ကိုဝမ်းနေနေကြတယ်လို့ငါခံစားနေရတယ်မဖြစ်ဘူးငါမင်းကိုအိမ်ပြန်ပို့ပေးလို့မရဘူးမင်းကိုအိမ်ပြန်သွားရင်အဲ့ဒီမိန်းမကမင်းကိုခေါ်သွားလိမ့်မယ်ဘယ်မိန်းမငါ့ကိုခေါ်သွားမှာလဲနီနီမင်းကတာမန်မင်းကလေးတယောက်မဟုတ်ဘူးငါကလေးရဲ့နင်းဆိုလိုတာတွေကိုငါဘာမှနားမလဲတော့ဘူးငါဆိုလိုချင်တာကမင်းရဲ့ခန္ဓာကိုယ်ထဲမှာထူးခြားဆန်းပြတဲ့စွမ်းရည်တွေအများကြီးရှိနေတယ်အဲ့ဒါကြောင့်လူတွေအများကြီးကမင်းနောက်ကိုလိုက်နေကြတာနင်းကတော်တော်နောက်ပြောင်တတ်တာပဲငါကိုယ်ထဲမှာဘာထူးခြားတဲ့စွမ်းအားမှရှိမှာမဟုတ်ပါဘူးတကယ်လို့အဲ့လိုသာရှိမဲဆိုရင်ငါလူတွေကဲ့ရတာကိုခံနေရမှာမဟုတ်ဘူးအသားမဲတယ်ရုပ်ဆိုးတယ်စသဖြင့်အမျိုးမျိုးပြောနေကြတာလေဩဒါတွေအားလုံးကမင်းခြုံထားတဲ့လှည့်စားထားတဲ့အပေါ်ယံအဝတ်စားတွေပါအမှန်တရားကိုတော့မင်းမသိသေးပါဘူးနီနီရဲ့မင်းဒီတော့ထဲမှာနောက်ထပ်ရဲနေငယ်လောက်သာနေလိုက်ပါဒီတော့ထဲမှာငါတယောက်တည်းဘယ်လိုနေရမှာလဲငါခုတောင်တိတ်ကြောက်နေပြီအဲ့ဒါအတွက်တော့မင်းစိတ်မပူပါနဲ့ငါရှိရလေငါမင်းကိုကိုကြီးဖို့ရောက်လာတာပါမင်းစိတ်ချလက်ချသာနေပါဟိုးရှိရတဲလေးကိုကြည့်လိုက်မင်းအဲ့ဒီတဲထဲမှာအေးဆေးဆေးအိတ်ဆက်နိုင်ပါတယ်အိုးတဲလေးပါလားဒါပေမဲ့ဒီတော့ထဲမှာဒီတဲကဘသူ့ဟာလဲအဲ့ဒီတဲထဲမှာဘသူမှမနေပါဘူးအလွတ်ကြီးပဲမင်းအဲ့ဒီမှာအေးဆေးဆေးနေလို့ရတယ်လောက်ွယ်နေရောက်တဲ့အထိမင်းဒီတဲထဲကနေသာအပြင်ကိုလုံးဝမထွက်နဲ့နီနီကအဲ့ဒီတဲလေးတွေကိုဝင်သွားခဲ့တယ်နောက်တနေ့မိနစ်မှာတော့နီနီရဲ့မိဘတွေကသူတို့သမီးလေးကိုခေါ်ဖို့အတွက်ရောက်လာကြပါတယ်ဒါပေမဲ့သူတို့နီနီကိုဘယ်မှရှာလို့မတွေ့တော့ပါဘူးဖះကြီးဒါဘလို့ဖြစ်တာလဲငါတို့သမီးလေးနီနီကိုဒီတစ်ပင်မှာခြိထားခဲ့တာလေငါတို့သမီးလေးဘယ်ရောက်သွားတာလဲငါတို့နီနီလေးကိုတခုခုကများစားသွားတာများလားကိုလာမောင်နဲ့ရီရီတို့ဟာနီနီကိုအဲ့ဒီနေရာမှာမတွေ့ရတော့တဲ့အတွက်တိတ်ကိုဝမ်းနေပြီးအိမ်ပြန်လာခဲ့ကြပါတယ်နေ့ရက်တွေအများကြီးကုန်ဆုံးသွားပြီးတော့နီနီကတော့အဲ့ဒီတဲလေးထဲမှာပဲနေထိုင်နေခဲ့ပါတယ်ဒီနေ့မှာတော့တိတ်ကိုချောမောတဲ့လူရွယ်တယောက်ကတောထဲကိုအမဲလိုက်ဖို့ရောက်လာပါတယ်ဝါဒီတောရဲ့မြင်ကွင်းကတိတ်လာတာပဲတိတ်သဘောကျဖို့ကောင်းတယ်ဒါပေမဲ့အမဲလိုက်စရာတခုမှတော့မတွေ့သေးဘူး။အိုးဟိုမှာငါ့ရဲ့သားကောင်ပဲ။ဒီနေ့တော့အဲ့ဒီငှက်ကလေးကိုပဲပြစ်လိုက်တော့မယ်။ဟဲ့ငှက်ကလေးရက်လိုက်စမ်း။မင်းသားကမြားတစင်းကိုအဲ့ဒီငှက်စီပြစ်လို့ဖို့စူးစမ်းလိုက်တဲ့အချိန်မှာပဲနီနီကရှေ့ကနေကားလိုက်တဲ့အတွက်မြားကသူမရဲ့ရင်ဘက်ကိုဖောက်ထွက်သွားပါတော့တယ်။ဟာဘာတွေဖြစ်ကုန်တာလဲ။ငါငှက်ကိုပြစ်လိုက်တာလေ။ဒါပေမဲ့အနားကိုတော့သွားကြည့်အောင်ပါပဲ။ဟာဘာတွေဖြစ်ကုန်တာလဲ။ငါငှက်ကိုပြစ်လိုက်တာလေ။ဒါပေမဲ့အနားကိုတော့သွားကြည့်အောင်ပါပဲ။မင်းသားကနီနီရဲ့အနားကိုသွားကြည့်တဲ့အခါမှာတော့ဟင်ဒါဘလို့ဖြစ်တာလဲမြားမင်းရဲ့ရင်ဘက်ကိုဖောက်ထွက်သွားတာငါမျက်စိနဲ့မြင်လိုက်တာလေမင်းကတော့ဘာမှမဖြစ်တယ်လို့မတ်တက်ရက်နေပါလားဒါဘလို့ဖြစ်နိုင်တာလဲနီနီကိုယ်တိုင်လည်းဒါကိုနားမလဲတော့ပါဘူးမြားကရင်ဘက်ကိုဖောက်သွားတာတောင်သူမကဘာမှမဖြစ်တာကိုအံ့ဩနေပါတယ်ရှင်မသူလဲရှင်ဘာလို့ဒီလိုအပြစ်မဲ့တဲ့တရိတ်ဆန်လေးကိုတတ်ချင်ရတာလဲတကယ်လို့အဲ့ဒီမြားကဒါငှက်ကလေးကိုမှန်သွားရင်ဘယ်လိုလုပ်မလဲဒီလိုစကားမပြောရတဲ့တတ်တော်လေးတွေတတ်တော်ရှင်ဘာအမျက်ရမှာမလို့လဲကျွန်တော်ကိုခွင့်လွတ်ပါကျွန်တော်မှားသွားပါတယ်ကျွန်တော်ကဒီနားအတိုင်းပြည်ကမင်းသားတစ်ပါးပါဒါနဲ့မင်းအောင်ဘာလုပ်လဲဒီတော့ထဲမှာဘာလုပ်နေတာလဲ
မင်းသားကနီနီနဲ့စကားပြောနေတော့မှပဲဝင်းပလွေတကောင်ကအဲ့ဒီနာကဖြတ်သွားရင်အားလုံးကိုမြင်သွားပါတော့တယ်။အိုးငါအကြာကြီးလိုက်ရှာနေတဲ့မိန်းကလေးကဒီမှာပုံနေတာ哦။တော်သေးတယ်။ဒီမြားကိစ္စကိုငါမြင်လိုက်လို့ပေါ့။မောင်ရင်ငါဘာမှသိရတော့မှာမဟုတ်ဘူး။ငါမေးတာမင်းမဖြေရသေးဘူးလေ။မင်းဘာတူလဲဒီတော့ထဲမှာဘာလုပ်နေတာလဲ။ကျမကဒီတဲလေးထဲမှာနေတာပါ။ကဲသွားလိုက်ပါအောင်မယ်လှုပ်ရှားရှိသေးလို့။နေအောင်နေပါအောင်ငါပြောတာနားထောင်အောင်လေ။နီနီကတော့မင်းသားရဲ့စကားကိုတကောမှနားမထောင်တော့ပဲထွက်သွားပါတယ်။ငှက်ကလေးရေဒါပါရီလေ။မြားငါ့ရင်ဘက်ကိုဖောက်သွားတာတော့ငါဘာမှမဖြစ်ဘူး။မင်းအကုန်သိနေရဲဆိုတော့ငါသိပါတယ်။ငါ့ကိုပြောပြပေးပါ။ကဲပါနီနီရေမင်းဒီနေ့အသက်20ပြည့်ပြီ။မင်းရဲ့အစွမ်းတွေကလည်းနိုးထလာပြီ။ငါပြောတာပဲ။မင်းကတာမန်မိန်းကလေးမဟုတ်ဘူးလို့လေ။ဒါပေမဲ့မင်းရဲ့ဒီအစွမ်းတွေအကြောင်းတယောက်ယောက်သိသွားရင်တော့ဘာဖြစ်မလဲမသိဘူး။မင်းဒါတော့လျှို့ဝှက်ထားရမယ်။နောက်တစ်နေ့မိနစ်မှာတော့ဝင်းပလီကနီနီရဲ့တဲစီကိုရောက်လာပါတယ်။ငါနှစ်ပေါင်းများစွာစောင့်ခဲ့ရတဲ့နေ့ကနောက်ဆုံးတော့ရောက်လာပြီပဲ။ဒါဒီမိန်းကလေးပဲ။ငါလိုချင်တာဒီမိန်းကလေးပဲ။ငါဒီမိန်းကလေးနဲ့လက်ထပ်ပြီးတော့ငါရဲ့မူလလူသားပုံစံကိုပြန်ပြောင်းရတော့မယ်။ဝင်းပလီကတဲတဲ့ကိုဝင်သွားလိုက်တယ်။ဟာဟာမင်းကဒီမှာပုံနေတာလား။ငါမင်းကိုရှာတွေ့ပြီ။မင်းငါနဲ့လိုက်ခဲ့ရမယ်။ရှင်ရမယ်သူလေ။မင်းရဲ့ယောက်ျားဖြစ်လာမဲ့သူပေါ့။အိုးရှင်ဘာတွေလျှောက်ပြောနေရလဲထွက်သွားစမ်းငါထွက်မသွားဘူးမင်းကိုငါနဲ့တူခေါ်သွားဖို့လာတာနှစ်ပေါင်းများစွာမင်းကိုစောင့်နေခဲ့တာအခုမှပဲငါရဲ့စောင့်ဆိုင်မှုတွေကအောင်မြင်တော့တယ်မင်းငါနဲ့လိုက်ခဲ့ရမယ်ဟင်းရှင်နဲ့မလိုက်နိုင်ဘူးကျေးဇူးပြုပြီးကျမကိုလွတ်ပေးပါမင်းငါနဲ့လိုက်ကိုလိုက်ရမယ်ငါ့ကိုလက်ထပ်ရမယ်ဒါမှငါရဲ့ချိန်စာပြေမှာရှင်ဘာတွေပြောနေတာလဲဘယ်ချိန်စာလဲရှင်လိုဝင်ပလွေကကျမလိုလူသားနဲ့ဘလို့လက်ထပ်လို့ရမှာလဲဝင်းပလွေကတော့နီနီရဲ့စကားကိုနားမထောင်ပဲအတင်းကိုဆွဲခေါ်သွားပါတော့တယ်။နီနီကလည်းအော်ဟစ်အကူကြီးတောင်းတော့တာပေါ့။ကဲကြပါအောင်ဒီဝင်းပလွေလက်ကနေကျမကိုကဲကြပါအောင်။ဝင်းပလွေကနီနီကိုသူ့ရဲ့ကူထဲကိုခေါ်သွားတာငှက်ကလေးကမြင်လိုက်ပါတယ်။ငှက်ကလေးကမင်းသားစီကိုပြေးသွားပြီးတော့အကူကြီးတောင်းရတာပေါ့။မင်းသားရေဟင်ဒီငှက်ကလူစကားပြောနေပါလား။ဘာများဖြစ်လို့လဲငှက်ကလေးရေ။မင်းသားရေကျမတငယ်ချင်းကိုကူညီပါအောင်။သူအသက်အန္တရာယ်ရှိနေပြီ။မင်းတငယ်ချင်းကဘာလို့လဲမနေ့ကတဲထဲမှာတွေ့ခဲ့တဲ့နီနီပါသူ့ကိုဝင်းပလွေကဖမ်းသွားပြီအဲ့ဒီဝင်းပလွေကဝင်းပလွေအစ်စ်မဟုတ်ဘူးသူကမဲစာတကောင်ပါသူနီနီနဲ့လက်ထပ်ပြီးတတိုင်းမီလုံးကိုတိမ့်ပိုက်ချင်နေတာဟေးကဲလမ်းပြစမ်းအဲ့ဒီဝင်းပလွေဘဲကိုခေါ်သွားတာလဲမင်းသားနဲ့ငှက်ကလေးကူရဲကိုရောက်တဲ့အခါမှာတော့ဝင်းပလွေကနီနီကိုအတင်းလက်ထပ်ဖို့လုပ်နေတာတွေ့ရပါတော့တယ်မင်းသားကဝင်တားလိုက်တဲ့အခါမှာတော့ဝင်းပလွေကကြောက်ပြီးထွက်ပြေးသွားတာပေါ့နီနီမင်းဘာမှမဖြစ်ဘူးမဟုတ်လားဘာမှမဖြစ်ပါဘူးကျေးဇူးတင်ပါတယ်မင်းသားရဲ့ဒါနဲ့အဲ့ဒီဝင်ပလူကမင်းကိုဘာလို့လက်ထပ်ချင်နေတာလဲကျမလည်းမသိပါဘူးမင်းသားရဲ့ तू ကဝင်ပလူမဟုတ်ပါဘူး तू ကလူယုံမာတယောက်ပါ तू ကသူ့ဇနီးကိုနှိပ်စက်လွန်လို့ရသေးကြီးတစ်ပါးကဝင်ပလူဖြစ်ပါစေလို့ကြိမ်စာတိုက်ခဲ့တာပါရသေးကြီးကပြောခဲ့တယ်9နှစ်ကြာတဲ့ကအဲ့ဒီတော်ထဲမှာအသားညွန့်ညွန့်နဲ့အစွမ်းတက်တဲ့မိန်းကလေးတယောက်ရောက်လာလိမ့်မယ်အဲ့ဒီမိန်းကလေးနဲ့လက်ထပ်နိုင်ရင်ကြိမ်စာပြေမယ်လို့ပြောခဲ့တယ်ဒါကြောင့် तू ကနီနီကိုလက်ထပ်ချင်နေတာပါအဲ့ဒီနောက်တော့မင်းသားကနီနီကိုနန်းတော်ကိုခေါ်သွားဖို့ပြင်မာတော့တယ်။ဒါပေမဲ့ငှက်ကလေးကမင်းသားနဲ့နီနီကိုအရင်လက်ထပ်ခိုင်းပါတယ်။ဒါမှနန်းတော်ထဲမှာဂုံတိတ်ခါရှိရှိနေနိုင်မှာမို့ပါ။သူတို့ကဖျားเจ้าမှာလက်ထပ်ပြီးတော့နန်းတော်ကိုပြန်သွားကြပါတယ်။နန်းတော်ကိုရောက်တဲ့အခါမှာတော့ဘယင်ကြီးကနီနီကိုမြင်ပြီးဒေါသတွေတအားထွက်သွားတော့တာပေါ့။ဒီလောက်ရုပ်ဆိုးပြီးအသားမဲတဲ့မိန်းမကိုငါသားလက်ထပ်ရသလား။အဲ့လိုပြောပြီးတော့သူတို့ကိုနန်းတော်ကနေနှင်ထုတ်ပါတော့တယ်။မင်းသားလေးကလည်းနီနီနဲ့အတူတောထဲကတဲအိမ်လေးစီပြန်လာပြီးတော့အဲ့ဒီတဲလေးမှာပဲအတူတူနေထိုင်ကြတယ်။ဒီနေ့မှာတော့ဘယင်ကြီးကတောထဲမှာအမဲလာရင်းနဲ့ဝင်ပလွေနဲ့တွေ့ပြီးအခိုက်ခံရပါတော့တယ်။ဝင်ပလွေရဲ့အစိတ်ကဘယင်ကြီးရဲ့ကိုယ်ထဲမှာပြန့်နှံ့သွားပါတယ်။နန်းတွေကဘယ်သမားတော်မှလည်းကုလို့မရတော့ပါဘူးတဲ့။နောက်ဆုံးမှာတော့ကာလီဆိုတဲ့အမျိုးသမီးရောက်လာပြီးတော့နီနီဆိုတဲ့အစွမ်းတက်တဲ့မိန်းကလေးကပဲဘယင်ကြီးကိုကယ်နိုင်မယ်လို့ပြောလိုက်ပါတယ်။မိဖုရားကြီးကလည်းမင်းသားနဲ့နီနီကိုခေါ်ဖို့အတွက်တောထဲကိုအမတ်ကြီးကိုဆေးလွှတ်လိုက်တယ်။တောထဲမှာနီနီချင်းခွေနေတော့ဝင်းပလူရထပ်ရောက်လာပြီးတော့သူမကိုဖမ်းဖို့ကြိုးစားပြန်ပါတယ်။မင်းသားကဝင်းပလူရဲ့ခေါင်းကိုဓာတ်နဲ့ဖြတ်ပြီးတော့တပ်ပစ်လိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲအမတ်ကြီးရောက်လာပြီးတော့ဘီရင်ကြီးရဲ့အခြေအနေကိုပြောပြပြီးသူတို့ကိုနန်းတော်ကိုခေါ်သွားပါတယ်။နန်းတော်ရောက်တော့နီနီကဘီရင်ကြီးရဲ့နဖူးကိုလက်နဲ့တပ်ပေးလိုက်တာနဲ့ဘီရင်ကြီးကချက်ချင်းတက်တာသွားပါတယ်။ဘီရင်တရိရလာပြန်တော့လဲနီနီကိုမြင်ပြီးထပ်မောင်းတော့ဖို့လောက်တာပေါ့ဒါပေမဲ့မိဖုရားကြီးကနီနီကယ်လိုက်တာလို့ရှင်းပြပေးလိုက်ပါတယ်
ကာလီဆိုတဲ့အမျိုးသမီးကလည်းနီနီနာကိုသွားပြီးတော့နီနီရဲ့သပင်တစ်ပင်ကိုဆွဲနှုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနီနီရဲ့အသားမဲမဲတွေကပျောက်ကွယ်သွားပြီးတော့နတ်သမီးလေးတစ်ပါးလိုတိတ်ကိုလှပတဲ့မိန်းကလေးဖြစ်သွားပါတော့တယ်။အเจ้าစုံကိုလည်းကာလီကရှင်းပြလိုက်ပါတယ်။နီနီဟာငယ်ငယ်လေးကတိတ်လာတာပါ။ဒါပေမဲ့လူယုံမာရီယန်ကနေကောက်ွယ်ဖို့အတွက်ကျမအမောင်ရိပ်နဲ့ဖုံးကွယ်ပေးထားခဲ့တာပါ။အဲ့ဒီနောက်မှာတော့နီနီရဲ့မိဘတွေကလည်းနန်းတော်ကိုရောက်လာကြပါတယ်။နီနီကလည်းသူမရဲ့မိဘတွေခင်မုန်းဖြစ်သူမင်းသားတို့နဲ့အတူသူ့ရဲ့တသက်တာလုံးကိုထာဝရပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားပါတော့တယ်။